အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မိမိကာရာအိုဘိုယေရူအန်တူကိုကြီး Unit 4ရဲ့စကားလုံး90ကိုခိုင်နဲ့တူတူလေ့လာကြည့်ကြည့်အောင်နံပါတ်1စကားလုံးလေးကတော့ on ဆိုတာကကံကိုပြောတာပါ中村さんは3回続けて宝くじに当たったそうだ。なんて運のいい人だろう。中村さんက3ချိန်တောင်ဆက်ပြီးတော့ထိပေါက်တဲ့ပုံပဲတဲ့ဘလူတောင်ကံကောင်းတဲ့လူလေခန်းဆိုတာကဆဋ္ဌမအာယုံပြောတာပါ母は勘が良くて嘘をついてもすぐバレてしまうအမေကဒီဆဋ္ဌမအာယုံကောင်းတဲ့အတွက်ကြောင့်မလို့ပေါ့နော်လိန်ညာနေလဲပဲချက်ချင်းကိုပဲပေါ်တော့တာပဲဘာလဲလို့ဆိုတာပေါ်သွားတယ်ပေါ့ခံ覚အထီးတွေခံစားချက်ကိုပြောတာပါ冷えて足元の感覚がなくなってしまったအေးတဲ့အတွက်ကြောင့်မလို့ဒီခြေထောက်ကအထီးတွေကိုမခံစားမိတော့ဘူးထုံသွားတယ်ပေါ့နော်ဟဲ့နောက်တစ်ခုက神経ဆိုတာအာယုံကြောကိုပြောတာပါ虫歯が痛いので神経を抜いたဒီသွားပိုးစားထားတဲ့သွားကနာတဲ့အတွက်ကြောင့်မလို့ဒီအကြောပေါ့နော်အကြောထုတ်လိုက်တယ်သွားကြောထုတ်လိုက်တယ်ပေါ့記憶မှတ်ဉာဏ်ကိုပြောတာပါその時のことは全く記憶にないအဲ့ဒီတုန်းကအကြောင်းအရာတွေလုံးဝကိုမမှတ်မိဘူးယောစုရဲ့အဓိပ္ပာယ်ကအခြေအနေအသွင်အပြင်ကိုပြောတာပါ手術を受けた母のことが心配で何度も様子を見に行った手術ဆိုတာ operation ခွဲစိတ်မှုခံယူထားတဲ့အမေကိုစိတ်ပူတဲ့အတွက်ကြောင့်မလို့အချိန်ချင်းအခါခါအခြေအနေကိုတွားကြည့်မိတယ်နန်းတို့မို့ဆိုအချိန်ချင်းအခါခါဖုန်းဤခိအပြင်အစင်ဒါမှမဟုတ်လဲခံစားချက်ကိုပြောတာပါこの店は雰囲気がいいအဲ့ဒီဆိုင်လေးကအပြင်အစင်ကောင်းတယ်ミリオクဆိုတာကဆွဲဆောင်မှု初めて歌舞伎を見てその魅力に惹かれたပထမဦးဆုံးအကြိမ်歌舞伎ဆိုတာကဂျပန်ရဲ့ပြဇာတ်တစ်ခုကိုပြောတာပါအဲ့ဒီပြဇာတ်ကိုကြည့်လိုက်ပြီးတော့တဲ့ဆွဲဆောင်ခြင်းကိုခံလိုက်ရတယ်ミリオクに惹かれたဆိုတာဆွဲဆောင်ခံလိုက်ရတယ်ပေါ့နော်ဟဲ့ခီကန်ရဲ့အဓိပ္ပာယ်ကတော့စိတ်အခြေအနေကိုပြောတာပါ父は気が悪いらしく何を聞いても返事もしないအဖေကိုကြည့်ရတာစိတ်အခြေအနေတိတ်ပြီးတော့မကောင်းတဲ့ပုံပဲဘာမင်း reply မလာဘူးဘာမင်းပြန်မဖြေဘူးပေါ့関心စိတ်ဝင်စားမှု私はスポーツにはあまり関心がないငါကအားကစားနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့စိတ်ဝင်စားမှုမရှိပါဘူး意欲ရဲ့အဓိပ္ပာယ်ကလိုချင်စိတ်働く意欲はあるのだが仕事が見つからないအလုပ်လုပ်ချင်စိတ်ရှိပေမဲ့လို့အလုပ်ကရှာမတွေ့ဘူးဇန်လျောခုအားကုန်အစွမ်းကုန်ボールを残力で投げたဘောလုံးကိုအားကုန်ပစ်လိုက်တယ်နာဂဲရုဆိုတာပစ်တာပါဟွန်ခီရဲ့အဓိပ္ပာယ်ကကြတော့စိတ်ရင်းဒါမှမဟုတ်လဲ serious ကြီးလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါあの学生はやっと本気になって勉強し始めたအဲ့ဒီကြောင့်သားဆိုရင်နောက်ဆုံးမှာတော့လုံးဝကိုစိတ်ရင်းနဲ့ထုတ်ပြီးတော့serious ကြီးစာလုပ်တော့မယ်ဆိုပြီးတော့စာလုပ်ပါတယ်တဲ့ဟိုက်意識ရဲ့အဓိပ္ပာယ်ကအတိစိတ်頭を打って意識を失ったခေါင်းကိုရိုက်ခံလိုက်ရပြီးတော့အတိစိတ်လွတ်သွားတယ်ဆိုတော့မေ့လဲသွားတယ်မူးလဲသွားတာကိုပြောတာပါခံ劇ရဲ့အဓိပ္ပာယ်ကခံစားချက်ကိုမှအဓိဖြစ်တယ်ပေါ့နော်အရန်ကိုမှပြင်းထန်စွာခံစားရတာကိုပြောတာပါめったに人を褒めない教授に褒められて感激したတိတ်ပြီးတော့လူတွေကိုချီးကျူးလေးမရှိတဲ့ professor စီကနေပြီးတော့ချီးကျူးခံရတဲ့အတွက်ကြောင့်မလို့အရန်ကိုမှခံစားသွားရပါတယ်တဲ့ဒိုးကြောရဲ့အဓိပ္ပာယ်ကဂရုဏာသက်ခြင်း苦しんでいる人々に同情するပင်ပန်းဆင်းရဲခံစားနေရတဲ့လူတွေပေါ်မှာဂရုဏာသက်မိတယ်ဒိုးဤရဲ့အဓိပ္ပာယ်ကသဘောတူညီခြင်းဒိုးဤ short လို့ပါလို့ဆိုရင်သဘောတူစာချုပ်ကိုပြောတာပါ大勢の人が私の意見に同意してくれたလူအများကြီးကငါရဲ့အကြံဉာဏ်ပေါ်မှာသဘောတူကြတယ်ဒိုးကန်ရဲ့အဓိပ္ပာယ်လည်းပဲသဘောတူခြင်းခံစားချက်တူညီခြင်း中山さんの話に私も同感した中山さんပြောတဲ့စကားပေါ်မှာငါလည်းပဲထပ်တူခံစားရတယ်ငါလည်းပဲအဲ့လိုမျိုးသဘောရှိတယ်ダイリスရဲ့အဓိပ္ပာယ်ကအတိုက်ခံ国会は与党と野党の対立が激しくなった国会လွှတ်တော်ထဲမှာအာဏာရပါတီနဲ့အတိုက်ခံပါတီရဲ့ဒီအတိုက်ခံတွေကအရန်ကိုမှပြင်းထန်လာပါတယ်ဟာဂဲရှိစွာပြင်းထန်သောရှုချောရဲ့အဓိပ္ပာယ်ကမရမကကိုထုတ်ဖော်ပြောဆိုခြင်း会社側に労働者の権利を主張するကုမ္ပဏီဘက်ကို労働者ဆိုတာဒီအလုပ်သမားတွေရဲ့ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီးတော့ထုတ်ဖော်ပြောဆိုပါတယ်要求するတောင်းဆိုချက်တောင်းဆိုသည်
労働組合が会社に賃金の値上げを要求した。ဒီအလုပ်သမားတွေဘက်ကနေပြီးတော့ကုမ္ပဏီကိုဒီချင်းကင်းဆိုတာကအင်္ဂါကတွေပေါ့နော်အင်္ဂါကအခုလက်ရှိမှာ1000ပဲပေးနေဆိုရင်အင်္ဂါကတွေပို့ပေးဖို့ပေါ့နော်အင်္ဂါကတွေအဲ့လိုမျိုးနေရာကတိုးပေးဖို့အတွက်ကို要求したတောင်းဆိုခဲ့ပါတယ်တိုခုရဲ့အဓိပ္ပာယ်ကအမျက်ပါカープを買ったらすぐに値上がりして得をしたအမျက်すいませんခါဖို့ဆိုတော့ဒီ share တွေကိုဝယ်လိုက်တဲ့အခါမှာချက်ချင်းကိုပဲဈေးတက်သွားတဲ့အတွက်ကြောင့်မလို့အမျက်ရခဲ့ပါတယ်စွန်ကကြတော့တိုခုရဲ့ပြောင်းပြန်မှာရှုံးတာကိုပြောတာပါခါဖို့က下がってစွန်ကိုしたရှယ်ယာတွေကျသွားတဲ့အတွက်ကြောင့်မလို့ရှုံးသွားတယ်ရှောဘူးဆိုတာကအနိုင်အရှုံးပြိုင်ဆိုင်ခြင်းအပြိုင်ပွဲကိုပြောတာပါどちらがテストでいい点を取るか友達と勝負をしたဘသူကစာမေးပွဲမှာအမှတ်ကောင်းကောင်းရမလဲဆိုတာကိုတငယ်ချင်းနဲ့ပြိုင်ခဲ့တယ်勢いရဲ့အဓိပ္ပာယ်ကအရှိန်အဟုန်選手たちはすごい勢いで私の前を走りすぎていたကစားသမားတွေကအရှိန်အဟုန်ပြင်းပြင်းနဲ့ငါးရှိရနေပြီးတော့ဖြတ်ပြေးသွားခဲ့တယ်バクハスပေါက်ကွဲမှုガスタンクが爆発して大きな被害が出た。ガスတွေတူလောင်ထားတဲ့တန့်ကြီးပေါ့နော်ဒီတူလောင်ယုံကြီးကバクハスしてဆိုတာပောက်ကွဲသွားတဲ့အတွက်ကြောင့်မလို့အပျက်အစီးတွေအများကြီးဖြစ်ခဲ့တယ်။災害ဘေးရန်တွေရဲ့တဘာဝဘေးရန်တွေကိုပြောတာပါ။地震や火事などの災害にあった時のために保険に入っておこう。ငလျင်မီးလောင်တာစတဲ့ဒီတဘာဝဘေးရန်တွေနဲ့ကြုံတဲ့အခါမှာအစင်သင့်ဖြစ်အောင်လို့ဟိုကန်ဆိုတော့အာမခံဝင်ထားကြရအောင်ဟိုကန်ကအာမခံပါတန်ကိုရာသီဥတု今日の温度感は天候にも恵まれてとてもいいものだったဒီနေ့ရဲ့အားကစားပွဲရာဆိုရင်ရာသီဥတုကလည်းကောင်းကြီးပေးပြီးတော့အရန်ဟိုမှာကောင်းတဲ့အားကစားပွဲလေးဖြစ်ခဲ့ပါတယ်ခန်းဆိုက6တွေ့မှုခန်းဆိုするဆိုရင်အချောက်ခံသည်草を乾燥させて家畜の餌にするမြက်တွေကိုအချောက်ခံပြီးတော့ဒီခချီခုဆိုတာကတိုးတို့နွားတို့စတဲ့ဒီမွေးမြူရေးလုပ်ငန်းကိုပြောတာပါမွေးမြူရေးလုပ်ငန်းရဲ့အစာအဖြစ်နဲ့ပြုလုပ်တယ်ခန်းဆိုခုရဲ့အဓိပ္ပာယ်ကနှစ်မျိုးရှိပါတယ်ကြိုတင်ခံမှန်းချက်နောက်တစ်ခုကစောင့်ကြက်ကြည့်ရှုခြင်းဆိုပြီးတော့နှစ်မျိုးသုံးလို့ရပါတယ်地震の15分後に高さ30センチの津波が観測されたငလျင်လှုပ်ပြီး15မိနစ်ကြာပြီးရဲ့နောက်မှာအမြင့်30စင်တီမီတာရှိတဲ့ဆွနာမီကိုခံမှန်းရပါတယ်ဆိုးနန်းစုရဆိုတာကတဘာဝဘေးရန်တွေနဲ့ကြုံတွေ့ခြင်းယာမတဲ့ဆိုးနန်းစုရတောင်ပေါ်မှာတဘာဝဘေးရန်တွေနဲ့ကြုံတွေ့တယ်ဟာဆေးစုရဖြစ်ပွားမှုပေါ်ပေါက်ခြင်းจิโกが発生し電車がストップしたအက်ဆီဒန့်ဖြစ်ပြီးတော့ယထာရပ်သွားပါတယ်တိုးကြောစုရဆိုတာဝင်ရောက်ခြင်းပေါ်ထွက်လာခြင်းဘူတိုင်းနိဟာယူကထိုးကြောစုရဘူတိုင်းဆိုတာကစတေးစင်စင်ဘော်ကိုပြောတာပါဒီစင်ဘော်ကိုမင်းသားကဝင်ရောက်လာတယ်ခိုင်ဖုကုပြန်လည်ကောင်းမွန်လာခြင်းခေးဆိုင်ကြောကျော်ကခိုင်ဖုကုစုရစီးပွားရေးအခြေအနေတွေပြန်လည်ပြီးတော့ကောင်းမွန်လာတယ်ပြန်လည်ပြီးဥမက်လာတယ်ပေါ့နော်အန်ဂျောဆိုတာကအကူအညီအထောက်ပံ့ကိုပြောတာပါ親戚の援助で大学を卒業できたအမျိုးတွေရဲ့အကူအညီထောက်ပံ့တဲ့တက္ကသိုလ်ဘွဲ့ရခဲ့တယ်ဟိုကန်ရဲ့အဓိပ္ပာယ်ကအာမခံ子供が生まれたので生命保険に入ったကလေးမွေးလာတဲ့အတွက်ကြောင့်မလို့အသက်အာမခံဝင်ထားခဲ့တယ်ဆွီကဆိုတာကထပ်ဖြည့်တယ်ထပ်ပေါင်းတာနိုမီကိုင်းすいません飲み会でビールを追加する飲み会ဆိုတော့ဒီပါတီတောက်တဲ့ပွဲမှာဘီယာထပ်ပြီးတော့မှာတယ်အိုးရောရဲ့အဓိပ္ပာယ်ကအသုံးပြုခြင်းအသုံးချခြင်းこの技術はいろいろな機械に応用できるဒီနည်းပညာဆိုရင်စက်ပစ္စည်းအမျိုးမျိုးမှာအသုံးချလို့ရတယ်ခိုင်တိုရဲ့အဓိပ္ပာယ်ကအဖြေဖြေကြားခြင်း10問のうち5問回答できないと失格になりますစာမေးပွဲမှာ10ပုတ်မှာ9ပုတ်မဖြေနိုင်ဘူးဆိုရင်ကြပါလိမ့်မယ်တဲ့ခေဆွရွန်ဆိုတာကအဆုံးသတ်ကိုပြောတာပါ conclusion 3時間議論しても結論は出なかった3နာရီကြာအတိုက်ခံညင်းကန်နေကြလဲပဲနောက်ဆုံးမှာတော့အဆုံးသတ်မထွက်ခဲ့ပါဘူးအဆုံးသတ်ကဘာလဲဆိုပြီးအဖြေမရခဲ့ဘူးပေါ့နော်အန်ဆိုတာကအကြံဉာဏ်ကိုပြောတာပါ新製品について案を出すように言われた
ကုန်ပစ္စည်းအသစ်နဲ့ပတ်သက်ပြီးတော့အကြံဉာဏ်တွေထုတ်ဖို့အတွက်ပြောချင်းခံရတယ်ဒါကုမ္ပဏီမှာပေါ့နော်ကုန်ပစ္စည်းအသစ်နဲ့ပတ်သက်ပြီးတော့အကြံဉာဏ်တွေထုတ်ဖို့ပြောချင်းကိုခံခဲ့ရပါတယ်တဲ့ရှူချူရဲ့အဓိပ္ပာယ်ကအာယုံဆိုင်မှု心配事があって仕事に集中できなかったစိတ်ပူစရာလေးတွေရှိနေတဲ့အတွက်ကြောင့်မလို့အလုံးမှာအာယုံဆိုင်လို့မရခဲ့ဘူးခုベースရဲ့အဓိပ္ပာယ်ကခွဲခြားခြင်းခွဲခြားသည်レポートを書くときは事実と意見を区別して書かなければならない report ရေးတဲ့အခါမှာတကယ်ဖြစ်ရဲ့အမှန်နဲ့ကိုယ့်ရဲ့အတွေးအမြင်ကိုခွဲပြီးတော့မရေးလို့မရပါဘူးခွဲပြီးတော့ရေးရပါတယ်စာベースရဲ့အဓိပ္ပာယ်ကကြတော့ခွဲခြားဆက်ဆံခြင်း差別のない社会を作りたいခွဲခြားဆက်ဆံမှုတွေမရှိတဲ့လူပောင်အဖွဲ့အစည်းကိုတည်ဆောက်ခြင်းတယ်中間ကအလဲ名古屋は東京と大阪の中間にある名古屋က東京နဲ့大阪ရဲ့အလဲမှာရှိပါတယ်逆は表面鏡では左右が逆になるမှန်ထဲမှာဆိုရင်ဘယ်နဲ့ညာ表面ပေါ်ပါတယ်တဲ့予想ဆိုတာအခြားပြင်ပ方眼はよその土地の人には分かりにくい方眼ဆိုတာကဒီ data like ပြောတဲ့ဘာသာစကားကိုပြောတာပါအဲ့တော့အိုဆာကာမှာဆိုရင်အိုဆာကာကပြောတဲ့စကားရှိမယ်ပေါ့နော်အဲ့တော့ဟိုကန်ကဆိုရင်အခြားနယ်မြေအခြား data လူတွေအတွက်ကတော့နားလည်ရခက်ပါတယ်ဟိုကဆိုတာအခြားတခြားကိုပြောတာပါ私には分かりませんので他の人に聞いてくださいငါနားမလဲလို့အခြားလူကိုပဲမေးလိုက်ပါစာကိုင်းဆိုတာဘောင်ကိုပြောတာပါ隣の家との境には塀があるအခြားအိမ်နဲ့ကိုယ့်အိမ်ရဲ့ကြားမှာဆိုရင်တတိုင်းရှိတယ်ပေါ့ဟိတ်ဆိုတာခြံစည်းရိုးတတိုင်းရှိတယ်半ばဆိုတာတဝက်彼女の話の半ばは嘘だကောင်မလေးပြောတဲ့စကားရဲ့တဝက်လောက်ကလိမ်နေရတယ်ကြီးပဲတဲ့ဟုတ်ကဲ့အဲ့ဆိုရင်တော့ဒီနေ့ကဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ရှင်